တင်ဟာတနေ့ကိုနေမင်းကြီးထွက်လာတာ16ကျင်းတိမြင်ဘူးချင်းပါသလားဒါဟာစိတ်ကူးရင်အိမ်မက်မဟုတ်ပါဘူးကမ္ဘာမြေပြင်ကနေကီလိုမီတာ2000အတွင်းမှာရှိတဲ့ Low Earth Orbit လို့ခေါ်တဲ့အနှိမ်ပိုင်းပတ်လမ်းမှာဒါဟာနေ့စဉ်ဖြစ်ပြနေတဲ့အရာပါဒီနေရာမှာရှိနေဖို့ဆိုရင်တင်ဟာတနာရီကို2800ကီလိုမီတာအရှိနဲ့ပြေးနေရပါမယ်တစ်စက္ကန့်ကို8ကီလိုမီတာနီးပါးပါရန်ကုန်ကနေမန္တလေးကို10မိနစ်တောင်မပြည့်ခင်းရောက်သွားမယ်အချိန်မျိုးပေါ့ကျွန်ုပ်တို့သုံးနေတဲ့ internet GPS နဲ့စက်ကြဝဠာကြီးကိုချောင်းကြည့်နေတဲ့ Hubble မှန်ပြောင်းကြည့်တွေဟာဒီပတ်လန်းထဲမှာပဲရှိနေတာပါဒါဟာလူသားတွေရဲ့အလို့အရှုပ်ဆုံးအာကာသလမ်းမကြီးပဲဖြစ်ပါတယ်ဒါပေမဲ့တတိထားဖို့တစ်ခုရှိပါတယ်ဒီပတ်လန်းထဲမှာအာကာသအမိုက်ပေါင်းတန်းနေချီရှိနေပြီးအတဇင်းလောက်ရှိတဲ့အမိုက်လေးတောင်မှကြီးစန်းတဲ့ဆယ်စမကမြန်တဲ့အတွက်ဂျိုဒုတွေကိုဖျက်ဆီးပြနေပါတယ်အနိုင်ပိုင်းပတ်လန်းဟာလူသားတွေအတွက်အာကာသတဲကိုလှမ်းတက်ဖို့ပထမဆုံးလေတကြီးပဲဖြစ်ပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အာကာသဘုဟုတ္တတွေအထက်ကျွန်ုပ်တို့နဲ့အတူရှိနေပေပါ